ပြောပြခြင်းနဲ့ချစ်စကားတွေသာရသိမ်းထားရမယ်လေတို့နှစ်ယောက်ဖြစ်တွေကံကြမ္မာကိုပဲဖြစ်ဖွဲ့ရမလားလေနာကျင်နေမျက်ရည်မြင်နိုင်မလားချစ်ရည်ဘယ်ချိန်မှလဲဘယ်နေရာမှလဲချင်နာတွေဖွင့်ပြောခွင့်ရှိမယ်